မန်ယူကကစားခြင်းတလားလောက်ပဲကောင်းနေလို့မရဘူးဆိုပြီးပါမားကိုတဲဖြုတ်လိုက်တဲ့အီဘရာအားလုံးပဲမင်္ဂလာပါစူပါဖုတ်ဘော်အေဒီမှာတင်ဆက်ပေးနေပါတယ်မန်ချက်စတာယူနိုက်တက်ရဲ့အသင်းကောင်းဆောင်ဟောင်းပတ်ထရစ်အီဘရာကကိုပါမားကိုခေါ်ယူခြင်းကမန်ချက်စတာယူနိုက်တက်အသင်းကိုအဆင့်တန်းတစ်ခုစီကိုမြင့်တင်ပေးနိုင်မယ့်အရာဆိုတာကိုယာဂိုင်လုံးအပြည့်မယုံကြည်ကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်အီဘရာရဲ့အဆိုအရမန်ချက်စတာယူနိုက်တက်လူမျိုးအသင်းမှာကစားမယ်ဆိုရင်တလားလောက်ခြေစွမ်းပြရုံနဲ့မလုံလောက်ပဲတစ်နှစ်ပတ်လုံးအဆင့်တန်းတစ်ခုစီမှာရှိနေဖို့လိုအပ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်ချယ်ဆီမှာခံစားရတဲ့ဖိအားနဲ့မန်ချက်စတာယူနိုက်တက်အသင်းမှာရင်ဆိုင်ရမယ့်ဖိအားလုံးဝကွဲပြားခြားထားတာကြောင့်ပါမားအနေနဲ့အိုးဖရက်ဖို့မှာတကယ်ပဲခြေစွမ်းပြနိုင်မလားဆိုတာစိုးရိမ်နေတာလည်းဖြစ်ပါတယ်အီဘရာကမန်ချက်စတာယူနိုက်တက်ကစားသမားတို့ကအမြဲတမ်းဖိအားတွေအောက်မှာရှင်သန်နေရတာဖြစ်ပြီးပါမားရဲ့လက်ရှိခြေစွမ်းကကောင်းမွန်နေပေမဲ့မန်ယူရဲ့အစံတန်းနဲ့ကိုက်ညီဖို့ဆိုတာသက်သေပြစရာတွေအများကြီးလိုအပ်နေသေးတယ်လို့ထောက်ပြပြောဆိုခဲ့ပါတယ်အီဘရာဆိုလိုချင်တဲ့သဘောတရားကတော့ပါမားဟာတစ်နှစ်ပတ်လုံးခြေစွမ်းပြတတ်တဲ့ကစားသမားမျိုးမဟုတ်ပဲတလားလောက်ပဲခြေစွမ်းကောင်းပြီးပျောက်သွားတတ်သူဖြစ်တယ်လို့တဲဖြုတ်လိုက်တာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးအနေနဲ့အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ